အားလုံးပဲပေါ့နော်ကျွန်တော်အခုကတော့ဟိုကသွားလို့မှာပဲဖြစ်ပါတယ်ကဲ let's go သွားလိုက်ရအောင်ကဲကျွန်တော်အခုကတော့သွားနေပြီပဲဖြစ်ပါတယ်ခင်ဗျာသွားမလဲဆိုရင်တော့ကျွန်တော်မပြောပြပါဘူး Sky Island ပဲဖြစ်ပါတယ်စလိုက်တာပါခုနကမပြောပြဘူး Sky Island ကိုကျွန်တော်အခုကသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အဖေဘေးမှာခေါ်နေလို့နောက်ပြီးခဏရက်လိုက်ပါမယ်ခဏတော့တီးခံပြီးကြပါခင်ဗျာကျွန်တော်ဘေးကခေါ်တာဆိုတော့ကျွန်တော်ခဏလောက်ရက်ထားမှာပဲခင်ဗျာကျွန်တော်အလုပ်လေးသွားလုပ်ကမှမို့လို့နောက်ပြီးရင်ကျွန်တော်ပြန်လုပ်ပေးပါမယ်ခဏအခုတော့အတိသွားဖောက်ကြမှာပဲကျွန်တော်ဘေးခေါ်ရတဲ့ကျွန်တော်ခဏထားပြီးတော့ကျွန်တော်အတိသွားဖောက်မှာပဲဖြစ်ပါတယ်ကဲ let's go အတိဖောက်ကြည့်အောင်ကဲကျွန်တော်ဟိုမိနစ်တွေလိုသေးတယ်ဗျကျွန်တော်အဲ့ဒါဟိုဆက်သွားကျွန်တော်ဖေကခေါ်နေပြီဗျခဏတော့ကျွန်တော်ဒီချလုပ်ပေးမယ်ကဲခဏလေးပဲဆောင်ပေးပါကျွန်တော်ဒါလေးဒီတင်းမောလေးပေါ်ခဏလောက်တက်ပြီးနည်းနည်းလေးမောင်းပြီးကျွန်တော်ခဏတော့ရက်လာမှာမယ်ခင်ဗျာကျွန်တော်ဘာမှတော့မဟုတ်ပါဘူးဗျအမိုက်လေးသွားလို့ပြဖို့လေးရှိတော့ဟိုမှာအမိုက်လေးသွားလို့ပြဖို့လေးရှိတော့ကျွန်တော်သွားလို့ပြမလို့ပဲဖြစ်ပါတယ်ဗျာခဏလောက်ကျွန်တော်ရက်ထားလိုက်မယ်နော်အဲ့လိုပဲခဏလောက်ရက်ထားပြီးပါမယ်ကျွန်တော်ခဏလောက်ရက်ထားပေးပြီးဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့လောက်ပေးမှာမယ်ခင်ဗျာခဏလောက်ရက်လိုက်မယ်နော်ဒါပေမဲ့ကျွန်တော်ခဏလောက်ရက်ထားမယ်တော့ဒီမှာခဏထားခဲ့မယ်ကျွန်တော်စကားအတန်မကြားရရင်လည်းဘာမှဖြစ်ပါနဲ့လိုင်းမကောင်းတာမဟုတ်ပါဘူးခင်ဗျကျွန်တော်ခဏလောက်အမလေးသွားလို့ပြရမလို့ပဲဖြစ်ပါတယ်โอเคနော်ကိုရောခဏလောက်ဆောင်ပြီးလို့ရဟုတ်မလားစတာပါဗျကျွန်တော်အမိုက်သွားလို့ပြဖို့လည်းမရှိပါဘူးပြီးတော့ဒီမှာဘာလို့ဆရာရှိလဲဆိုရင်တော့ပြောပြသေးပါဘူး Sky Island မှာကျွန်တော်ဘာလုပ်ပြမလဲဆိုရင်တော့ကျွန်တော်ဘာလုပ်ပြမလဲဆိုရင်တော့ observation haki ကိုကျွန်တော်ဝယ်မှာပဲဖြစ်ပါတယ်ခုနှစ်သိန်းတန်ပေါ့နော်ကျွန်တော်ခုကတော့တိုက်ကားစားထားတာပဲဖြစ်ပါတယ် observation haki ပွင့်ပြီးတော့လူတွေတွေ့ရင်ကျွန်တော်အကိုတွေ့ရင်ကျွန်တော်တတ်မယ်ပေါ့နော်observation haki ကျွန်တော်သွားဝင်မယ်ပေါ့နော်ဒီပေါ်မှာအရင်ကျွန်တော်လုံးစရာရှိလို့သွားလုပ်လိုက်မယ်အကောက်ကျွန်တော်အရင်တက်နေပါတယ်တွေးရတော့ရော့တယ်ဆိုမဲ့ကျွန်တော်ဘာမှတော့မဖြစ်ပါမသိဘူးသူတက်လည်းဘာမှမဖြစ်သူ့ကိုကျွန်တော်တစ်ချက်လောက်တက်လိုက်တာနဲ့သူလည်းသိမှာပဲဖြစ်ပါတယ်တက်ပြကြည့်လိုက်သိသွားပြီတက်တာသူ့တဲ့အတိုင်းပဲကျွန်တော်ဒါကတော့တရားကျော်ပဲဖြစ်နေတော့ကျွန်တော်ဖမ်းအောင်တိုက်ကကျွန်တော်အတိအကောင့်ဖွင့်ထားတဲ့မဟုတ်ပါဘူးအရင်တော့အကောင့်ဆိုကျွန်တော်မစောပြပါဘူးအတိအကောင့်ကျွန်တော်ခင်ဗျားတို့ပြောတဲ့ FJ88J ကိုစော့ထားတော့ကျွန်တော်ဒီအကောင့်ဘက်ကိုမလှည့်မိပါဘူးဒီအကောင့်မှာကျွန်တော်အရင်တော့တိုက်ကဟိုစားထားတာကျွန်တော်မေ့နေတာဒါလေးဝေလိုက်မယ်ဗျာခဏတော့မစောင့်လာတော့ကဝယ်လိုက်မှာပဲကောင်းပါတယ်ဝယ်လိုက်မှအစီအမီမှာမဟုတ်ပါဘူးကျွန်တော်လူချင်းလို့ဝယ်လိုက်လေကျွန်တော်ပုံစံလေးမှလမ်းဝိုင်ပေါ်တော့လေကဲကျွန်တော်အခုကတော့ observation haki ကိုသွားဝင်မှာပဲဖြစ်ပါတယ်ကဲ let's go ကျွန်တော်သွားလိုက်ရအောင်တော့ပုံစံလမ်းနေမလားလမ်းလာလို့ပြောပေးဦးလမ်းနဲ့ဆိုရင်တော့ကျွန်တော်ကိုလုပ်ပေးခဲ့ပါကျွန်တော်နောက်တစ်နေ့ကျရင်အကုန်လုံးမဲပေါက်ပေးမှာတော့ဗာလဲဆိုရင်တော့တိုက်ကကျွန်တော်မှ2တီးရှိပါတယ်တတိကိုကျွန်တော်မဲပေါက်ပေးမှာခင်ဗျားတို့အတီးတတိအဲ့တိုက်ကောက်လိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာလာမယ် fruit နဲ့ဆော့ပြပါလို့မှတ်ပြီးပါကျွန်တော်အဲ့လိုဆိုရင်တော့ကျွန်တော်
ဒီတိုက်ကောက်မစားတော့မဲနဲ့ကျွန်တော်ဖန်နိုလည်းမဟုတ်သေးပါဘူး။ပါလဲဆိုရင်တော့ကစ်ဆူနဲဖရူကိုကျွန်တော်စားပြမှာဖြစ်ပါတယ်ခင်ဗျာ။ကဲသွားလိုက်ရကျွန်တော်သွားဝင်မှာဆိုတော့ဒီထဲမှာဝင်ရမှာလည်းမသိဘူးဝင်ကြည့်လိုက်ရဟာအကူသွားပါအကူဆင်းကြည့်โอเคအောက်မှာပါရှိတယ်ကြည့်အောင်ဟာအောက်မှာဘာမှလည်းမရှိဘူးဘာမှလည်းမရှိဘူးဆိုတော့အားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ရှုပေးထားတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်